မြန်မာမှာဆိုရင် Facebook ကအသုံးများဆုံး social media တစ်ခုဂျပန်မှာဆိုရင် Line ကအသုံးများဆုံး social media တစ်ခုဖြစ်ပါတယ် Line အပြင်ကိုတခြားရောဘယ် social media တွေကိုဂျပန်တွေသုံးကြသေးလဲဒီနေ့တော့ဂျပန်မှာအသုံးများဆုံး social media 5 ခုကိုအဓိကထားပြီးတော့ပြောပြပေးသွားပါမယ် social media အကြောင်းမပြောခင်အရင်ဆုံးဂျပန်နိုင်ငံရဲ့လူဦးရေကိုကျွန်တော်ကြည့်ကြရအောင်ဂျပန်နိုင်ငံမှာလူဦးရေတန်ပေါင်း120ရှိတယ်အဲ့ဒီလူကြီးအကုန်လုံးက social media ဒါမှမဟုတ် internet ကိုသုံးနေကြတာလားဆိုတော့လေအဲ့လိုတော့မဟုတ်ဘူးပေါ့နော် internet မသုံးတဲ့လူလည်းရှိပါသေးတယ် internet မသုံးတဲ့သူကကျွန်တော် data ရေးရဆိုရင်15တန်းလောက်ရှိရလို့သိရတယ်ဒါလူဦးရေရဲ့12ရာခိုင်နှုန်းလောက်လို့ပြောလို့ရတယ်ဗျဘယ်လိုလူတွေလဲဆိုတော့ကျွန်တော်ခံမှန်းမိမြင်ထင်ပါတယ်အသက်ကြီးရွယ်အိုတွေပြီးရင်ကလေးလေးတွေပြီးရင် show guy လို့ခေါ်တဲ့မတမဆွမ်းနေပေါ့နော်အဲ့လိုလူတွေက internet မသုံးကြတဲ့သူတွေလည်းရှိတဲ့အတွက် internet မသုံးတဲ့သူ15တန်းရှိရလို့သိရတယ် okay ဒါဆိုရင်နံပါတ်1အသုံးများဆုံးက line ဖြစ်တယ် line ကို69 million 69တန်းလောက်သုံးကြတယ်ဒါဟာ internet သုံးတဲ့သူအားလုံးနီးပါးပေါ့နော် 95% လောက်က line ကိုသုံးနေရဆိုတဲ့အဓိပ္ပာယ်ရတယ်ဖုန်းရှိတဲ့သူတိုင်း line ရှိလောက်တဲ့ထီပေါ့နော် line ကိုလူတိုင်းနီးပါးသုံးတယ်ကျွန်တော်တို့သိကြတဲ့အတိုင်း message ပို့တာတို့ပြီးရင်ဖုန်းပြောတာတို့ video call ခေါ်တာတို့အဲ့လိုနေရာတွေမှာအဓိကထားပြီးတော့သုံးကြတယ်ပေါ့နော်ပြောရင်တော့နေ့စဉ်ပေါ့နော်ကျွန်တော် communication လုပ်တဲ့အခါမှာအဓိကသုံးကြတဲ့ platform တစ်ခုအခုနောက်ဆိုရင်ပေါ့နော်ကျွန်တော်ဒီ communication အတွက်တင်မဟုတ်တော့ဘဲနဲ့ပေါ့နော်စေကံမဲ့ဖြစ်ဖြစ်ပြီးရင်တခြား service တွေပါတွေပေါ့နော်booking တွေပါလုပ်မယ်ဆိုရင် line ထဲမှာလုပ်လို့ရအဲ့ဒါအပြင်ကိုကျွန်တော်တို့အလုပ် interview တွေအထိတောင်မှပေါ့နော် line video call နဲ့လုပ်လာကြတဲ့အထိရှိလာတယ် line အကြောင်းကိုနည်းနည်းလေးပေါ့နော်အချိန်ယူပြီးတော့ပြောမယ်ဆိုရင်တန်တယ်လို့ထင်တယ်အသုံးများဆုံး platform တစ်ခုဖြစ်တဲ့တော့နော် line ကသူကအခုကတော့ဒီ Yahoo Japan ကပေါ့နော်ပိုင်တဲ့ဒီ platform တစ်ခုဒါပေမဲ့အစကဂျပန် company ကအစထုတ်တာလားဆိုတော့မဟုတ်ဘူးပေါ့နော်2011ခုနှစ်မှာကျွန်တော် Higashi Nihon Saigai ဆိုတဲ့ဆူနာမီပြီးရင်ငလျင်တွေဖြစ်တယ်ပေါ့နော်အဲ့ဒီတော့ကဖုန်းလိုင်းတွေကလည်းပြက်ပြီးတော့ကျွန်တော်မိသားစုတွေတကယ်ချင်းနေနဲ့အဆက်အသွယ်လုပ်လို့မရတော့အဲ့လိုအချိန်မှာကျွန်တော် internet ကတော့သုံးလို့ရသေးတယ်ပေါ့နော် internet ကနေပြီးတော့အဆက်အသွယ်လုပ်လို့ရမယ့်နည်းပေါ့နော်စဉ်းစားကြရင်လည်းအဲ့လိုမျိုးသူတို့ idea ထွက်လာတယ်ပေါ့နော်အဲ့ဒီကနေပြီးတော့ line စလာတယ်လို့ပြောလို့ရတယ်အဲ့ဒီဟာကဂျပန် company ကစပြီးတော့ထုတ်တာလားဆိုတော့မဟုတ်ဘူးပေါ့နော်ဒီNaver လို့ခေါ်မလား Naver လို့ခေါ်မလားအဲဒီ Korea company ကနေပြီးတော့စပြီးတော့ထုတ်တာပြီးရင်နောက်ပိုင်းမှာပေါ့နော် Yahoo Japan နေပြီးတော့သူတို့ဝယ်လိုက်တဲ့ပုံစံပေါ့နော်အခုကတော့ Japan company အနေနဲ့ဆက်ပြီးတော့ရှိနေတယ်ကျွန်တော်ပါဝင်ကိုပေါ့နော်ဂျပန်မှာလုပ်နေတဲ့သူတွေအားလုံးနီးပါးကျွန်တော် line ကိုရှိကြတယ်လိုအပ်တာဘူးဂျပန်မှာလည်းမဟုတ်ဘဲနဲ့ထိုင်ဝမ်တို့ပြီးရင်ထိုင်းတို့ပြီးရင်အင်ဒိုနီးရှားတို့မှာလည်းအသုံးများတယ်လို့သိရတယ်။ Okay ဆိုတော့နံပါတ်2ကိုသွားမယ်။နံပါတ်2ကတော့ YouTube ဖြစ်တယ်။ YouTube ကိုလည်း83 million လောက်ပေါ့နော်။သုံးတယ်လို့သိရတယ်။ percentage နဲ့ကြည့်မယ်ဆိုရင်88ရာခိုင်နှုန်းလောက်သုံးကြတယ်။ YouTube ကိုတော့အဓိက entertainment အနေနဲ့ပြီးရင်ကျွန်တော်စာလေးလာတာဘာလို့အတွက်ပေါ့နော်။အဓိကထားပြီးတော့သုံးကြတယ်။အခုနောက်ပိုင်းဆိုရင်ပေါ့နော်အိမ်ဒီမှာ TV နဲ့ရှိပြီးတော့ YouTube TV ဆိုပြီးတော့လည်းအသုံးများလာကြတယ်ပေါ့နော်ဂျပန်မှာ subscriber အများဆုံးနံပါတ်1 YouTuber ဆိုရင်ဒီလိုဖြစ်တယ်စိတ်ဝင်စားရဆိုရင်တော့တစ်ချက်လောက်ဝင်ကြည့်လိုက်ပေါ့နော်3က Twitter အခုကတော့ X ဖြစ်သွားပြီပေါ့နော် Twitter ကလည်းအသုံးများဆုံး platform တစ်ခုအနေနဲ့ရည်တည်နေတယ်သူ့အခုလက်ရှိဆိုရင်68 million လောက်သုံးကြတယ် Twitter ကိုကျွန်တော် information update တွေအတွက်ပြင်ကျွန်တော်တို့ဒီသတင်းတွေအတွက်ပေါ့နော်အဲ့လိုနေရာတွေမှာအဓိကထားပြီးတော့သုံးကြတယ်အများကြီးပြောချင်တော့ Twitter ကြောင့်ပြီးရင်နောက်တစ်ခုဆက်သွားမယ်နံပါတ်4 Instagram ဂျပန်မှာ Instagram သုံးတဲ့သူ66တန်းလောက်ရှိတယ်Twitter နဲ့ဆိုရင်တော့တိတ်မကွာဘူးเนาะအခုနောက်ပိုင်းဆိုရင်ကျွန်တော် Twitter ကိုပေါ့เนาะကြော်တက်လာနိုင်ရှိတယ်ဆိုပြီးတော့လဲခံမှန်းတာရှိတယ်ပေါ့เนาะInstagram ကသူကဘယ်လိုနေရာတွေမှာအသုံးများလဲဆိုတော့ကျွန်တော်တို့မြန်မာလူမျိုးတွေ Facebook သုံးတဲ့ပုံစံနဲ့ခက်စစ်စင်လို့ပြောလို့ရတယ်ကျွန်တော်ဗီဒီယိုတွေပြီးရင်ကိုတွားထားတဲ့နေရာတွေစားထားတဲ့အရာတွေပေါ့နော်အဲ့လို
ဓာတ်ပုံတွေကိုတင်တဲ့အခါမှာတုံများတယ်ပေါ့နော်ပြီးရင်ဆယ်လီတွေဖြစ်ဖြစ်ပြီးရင်နာမည်ကြီးမင်းသားမင်းသမီးတွေအဲ့လိုလူတွေကလည်းသူတို့ရဲ့ fan တွေနဲ့ပေါ့နော်communication လုပ်ဖို့အတွက်ထိတွေ့ဖို့အတွက်ကို Instagram မှာရှိကြတယ်လို့သိရတယ်နံပါတ်5ကတော့ TikTok ဖြစ်ပါတယ်တော့ကပေါ့နော်အခုနောက်ပိုင်းမှာအချိန်တိုလေးတွင်းမှာပေါ့နော်တဟုန်တို့ user တွေများလာတယ်အခုလက်ရှိဆိုရင်တော့33တန်းလောက်သုံးနေကြပြီလို့သိရတယ်အသုံးများတဲ့သူတွေကတော့10ကျော်သက်လေးတွေပြီးရင်20ဝန်းကျင်လေးတွေပေါ့နော်အဓိကလူငယ်တွေအသုံးများတယ်လို့သိရတယ်ခင်ဗျားတို့တနေရာမှာတော့တွေ့ဘူးမလားတော့မသိဘူးပေါ့နော်အခီတွေပိုင်းမှာဆိုရင်uniform လေးတွေနဲ့ចောင်းသားလေးចောင်းသူလေးလူငယ်လေးတွေလေကနေကြပြီးတော့TikTokဆော့နေကြတဲ့ scene လေးတနေရာမှာတော့တွေ့ဘူးမလားတော့မသိဘူးအခုပြောသွားတဲ့5ခုအပြင်ပေါ့နော်တခြားအသုံးများဆုံးsocial media တွေဆိုရင်ကျွန်တော် Facebook ရှိမယ်ပြီးရင်ကျွန်တော် Pinterest တို့ပြီးရင် Discord တို့ပြီးရင်ရှာလာ Thread ပေါ့နော်အဲ့ဒါကြီးပြီးရင်ဒီ Note တို့ပြီးရင် LinkedIn တို့အဲ့လိုမျိုး platform တွေအသုံးများတယ်ဒီမှာတစ်ခုပေါ့နော်ကျွန်တော်ဂျပန်စာလေ့လာနေတဲ့သူတွေအတွက် sharing လုပ်ပေးချင်တာကဒီ Note တို့ဆိုတဲ့ platform လေးပေါ့နော်ဒီကောင်က web version နဲ့လည်းရှိရပြီးရင် Android version လည်းရှိရလက်ရှိဂျပန်လူမျိုး6တန်းလောက်သုံးနေတဲ့ platform တစ်ခုဖြစ်တယ်သူကဘယ်လို platform လဲဆိုတော့ဒီမှာမြင်နေတဲ့အတိုင်းပဲပေါ့နော်ကျွန်တော် blog ကတော့ main ပေါ့နော်စာရေးပြီးတော့တင်ကြတာ main ပြီးရင်ဓာတ်ပုံတွေလည်းရှိတယ်ဗီဒီယိုတွေလည်းရှိတယ်လို့ပြောတယ်ဂျပန်စာအသင့်ပေါ့နော် level အသင့်ရှိတဲ့သူခန်းကြီးဖတ်နိုင်တဲ့သူပေါ့နော်ဒါမှမဟုတ်ခန်းကြီးတွေကို challenge လုပ်ပြီးဖတ်ရှင်တဲ့သူတွေအတွက်ပေါ့နော်ဒီမှာကျွန်တော် reading exercise လုပ်လို့ရတယ်ဒီမှာ topic အမျိုးမျိုးရှိတဲ့အတွက်ကိုကြိုက်တဲ့ topic ကိုရှာပြီးတော့ဖတ်လို့ရတယ်တစ်ချိန်တည်းမှာပဲကိုယ့်ရဲ့ဂျပန်စာ skill ပေါ့နော် level up ဖြစ်လာနိုင်စေတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ